လွန်ခဲ့တဲ့နှစ်ပေါင်း450ကျော်ကအရှိတောင်အာရှရဲ့မြေပုံဟာဒီနေ့မြင်ရတဲ့ပုံစံမျိုးမဟုတ်ပါဘူးမြန်မာထိုင်းလာအိုမဏိပူရဒါတွေအားလုံးဟာဟန်တာဝရီဆိုတဲ့နန်းတော်ကြီးတစ်ခုအောက်မှာတည်ရှိခဲ့တာပါပြင်းအောင်မင်းတရားကြီးဟာစစ်ပွဲပေါင်းများစွာကိုတိုက်ခတ်ခဲ့တယ်သူသွားလီယာမှာအောင်ပွဲတွေကအရေးလိုလိုက်ပါခဲ့တယ်အဲ့ဒီခေတ်ကအရှိတောင်အာရှမှာသူ့ကိုမကြောက်တဲ့သူမရှိသလောက်ပါပဲသူတည်ထောင်ခဲ့တဲ့တောင်ငူအင်ပါယာဟာအာရှမှာအကြီးဆုံးနဲ့အင်အားကြီးဆုံးဖြစ်ခဲ့ပါတယ်။ရွှေနန်းတော်ကြီးဟာဝင်းဝါတောက်ပနေပြီးနိုင်ငံသားခီးသွားတွေကတောင်ဒါဟာအမွေပဲလို့မှတ်တမ်းတင်ရတဲ့အထိခံနာခဲ့ပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့အင်ပါယာကြီးကဘာဖြစ်လို့အပိုင်းပိုင်းအဆဆပြိုကွဲခဲ့ရတာလဲ။ဘီနောက်မင်းတရားကြီးနိုင်ရွာဆန်ပြီးနောက်နေမဝင်အင်ပါယာကြီးရဲ့ကံကြမ္မာဟာသားတော်နန္ဒဘုရင်လက်ထဲကိုရောက်ရှိလာခဲ့ပါတယ်။နန္ဒဘုရင်ဟာဖခင်ဖြစ်သူရဲ့အောင်မြင်မှုအရေးကိုအမိလိုက်ချင်လွန်းနာကြောင့်စစ်ဆိုးတဲ့လမ်းစဉ်ကိုပဲဆက်လျှောက်ခဲ့ပါတယ်။သူဟာယူရီးယားကိုပြန်လည်ထိန်းချုပ်ဖို့စစ်တီတော်သိမ်းချပြီးအကြိမ်ကြိမ်စစ်ချီစီခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှတော့အောင်ဝဲတွေဟာအရင်လိုလွယ်လွယ်နဲ့မရတော့ပဲရက်လက်ကတော့တွေးချောင်းစည်းရုံပဲရှိခဲ့ပါတယ်။စစ်ပွဲတွေကတစ်နှစ်မဟုတ်နှစ်နှစ်မဟုတ်ပဲဆယ်စုနှစ်တစ်ခုနီးပါးကြာလာတဲ့အခါမှာစစ်မြေပြင်ဟာလူသက်ကွင်းကြီးတစ်ခုလိုဖြစ်လာတယ်။စစ်သားတွေဟာအမိအိမ်ကိုပြန်ခွင့်မရပဲဝေးလက်နဲ့တောတောင်တွေရွှွနေနေတဲ့မှာအလောင်းတွေဖြစ်ကုန်ကြရတယ်။ဟန်တာဝရီရဲ့လမ်းမကြီးပေါ်မှာယောက်ျားကောင်းဆိုတာရှာရခတ်တဲ့အထိတိုင်းပြည်ရဲ့လှုပ်အားတွေဟာစစ်မြေပြင်မှာပုတ်သိုးကုန်ကြပါတယ်။လေတော်ထဲမှာစပားဆိုင်မဲ့သူမရှိတော့ဘူး။လေကွန်းတွေဟာလူဒီကောင်တွေနဲ့မြေရိုင်းတွေပဲပေါက်နေတဲ့အထိမြေရိုင်းတွေဖြစ်ကုန်ပါတယ်။အပြင်ဘက်မှာတော့ဟန်တာဝရီဟာရွှေရောင်ဝန်းဝနေတဲ့နန်းတော်ကြီးနဲ့ခမ်းနားနေစေပါ။ဒါပေမဲ့ဒီခမ်းနားမှုဟာအတွင်းကပုံနေတဲ့တစ်ပင်ကြီးလိုပါပဲ။အကာတွေကတော့ရှိနေသေးတယ်။ဒါပေမဲ့အနှစ်သာရကတော့ဘာမှမရှိတော့ပဲအခွန်တက်တက်ပဲကြံခဲ့ပါတော့တယ်။မျက်မှောက်ခေါင်းပါမှုဟာနန်းတော်တကားဝအထိရောက်လာတဲ့အချိန်မှာတော့နန္ဒဘုရင်ဘာလုပ်နေသလဲ။သူဟာဘေးနားကလူတွေကိုမယုံသင်္ကာဖြစ်လာတယ်။သူ့ရဲ့မျက်လုံးတွေဟာဒေါသတွေနဲ့ညီမြန်းနေတယ်။အနားမှာခါစားနေတဲ့အမတ်တွေစစ်သူကြီးတွေမကသူ့ရဲ့သွေးသားချင်းချမျိုးစားတွေကိုတောင်မှရန်သူလိုမြင်လာတယ်။ငါအာနာကိုဘယ်သူလူမလဲဆိုတဲ့အတွေးကသူ့ကိုယူသွစေခဲ့ပါတယ်။ဒါပေမဲ့သူမသိလိုက်တာကသူအကြောက်ဆုံးသစ္စာဖောက်မှုဟာနန်းတော်ပြင်မှာအသင့်ဆောင်နေတဲ့ဆိုတာပါပဲ။မောင်မိုက်နေတဲ့ညရဲ့တိတ်ဆိတ်မှုကိုမင်းခွာတဲ့နေ့ကဖြိုခွင်းလိုက်တယ်။တောင်ကူမျိုးစားမင်းရဲ့တည်ရသူနဲ့ရခိုင်တက်တီကမျိုးတော်ကြီးကိုဝိုင်းလိုက်ကြပြီ။တောင်ကူမျိုးစားဆိုတာနန္ဒဘုရင်ရဲ့အာကိုရတဲ့ညီအကိုရင်းတယောက်ပါမနေ့ကအထိအရှင်သခင်ကိုဥညွတ်ခဲ့တဲ့လက်အောက်ခံတွေဟာဒီနေ့မှတော့ဓာအုကိုနန်းတော်ဘက်ကိုလှည့်လိုက်ကြပြီသစ္စာတရားဆိုတာအာရန်နဲ့စီးစိမ်ရှိမှဖုံမို့လိုလွတ်ဆွင်သွားခဲ့ပါတယ်1599ခုနှစ်ရဲ့အဲ့ဒီညကဘာကျော်ခဲ့တဲ့ဟန်တာဝရီရွှေနန်းတော်ကြီးဟာမီးဟုံးဟုံးတောက်ခဲ့ပါတယ်မီးကြောက်တွေဟာကောင်းဝင်ရဲ့အထိမြင့်တက်နေပြီးရွှေပိန်းချထားတဲ့တိုင်လုံးကြီးတွေဟာတပြင်းပြင်းနဲ့ပြိုကျကုန်တယ်အဲ့ဒီမီးကြောက်တွေဟာတစ်သားတွေကိုတင်လောင်ကျွမ်းတာမဟုတ်ပါဘူးဘရင်အောင်မင်းတရားကြီးသွေးနဲ့ချွေးနဲ့တိဆောက်ခဲ့တဲ့အာရှတိုက်ကိုတုံလှုပ်စေခဲ့တဲ့ဒုတိယမြန်မာနိုင်ငံတော်ကြီးတစ်ခုလုံးကိုပါပြာဖြစ်အောင်လောင်ကျွမ်းပြလိုက်တာပါမင်းငိမ့်သွားတဲ့အခါမှာတော့အင်ပါယာကြီးရဲ့အကျွမ်းကျန်တွေဟာသမိုင်းရဲ့အမောင်တူးထဲမှာပျောက်ကွယ်သွားရပါတော့တယ်အဲ့ဒီသမိုင်းကြောင်းကနေကျွန်တော်တို့ဗာသင်ခန်းသာရတယ်လဲဆိုရင်အာနာနဲ့တိဆောက်ခဲ့တဲ့နယ်နမိတ်ဟာစီလုံးမှုနဲ့စီမံခန့်ခွဲမှုမရှိရင်ရေရှည်မတည်တံမှုဆိုတာပါပဲမိတ်ဆွေတို့ရောဘယ်လိုထင်တယ်လဲတောင်ကူအင်ပါယာကြီးပြိုကွဲသွားတာဟာနန္ဒဘုရင်ရဲ့အမှားကြောင့်လားဒါမှမဟုတ်စနစ်ရဲ့အားနည်းချက်ကြောင့်လားကိုမမဆွေးနွေးပေးကြပါဦးအဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ